E4 မှာ rating အများဆုံး player Zlatan Ibrahimovic အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Yes Star မှာရှာလာရင်းရဲ့စာပါပြင်ပြီးမှပါဝင်လာတဲ့ Zlatan Ibrahimovic ရဲ့ကတ်အသစ်ကြောင်းကို review လုပ်ရမှာဖြစ်ပါတယ် Side Watch Stat တွေရင်ကြည့်အောင် Overall rating 130နဲ့လာတယ် Booster Man ဒီပြမှန်ဆို130ရမယ် False in the Box Play Style နဲ့လာတဲ့အတွက်အချက်ခိုက်စီးထဲမှာအကောင်းဆုံးနေရာယူထားလိမ့်မယ် Goal push ရလို့ဒါအပြည့်ထွက်မှာတော့မဟုတ် Special Skill နှစ်ခုနဲ့လာတယ် Phenomenal Finishing နဲ့ World Power Phenomenal Finishing ကတော့အားလုံးပဲသိကြတဲ့အတိုင်းပဲကြုံရင်ကြုံလို့ဆုံးသက်နိုင်တဲ့ skill World Power ကတော့ဒီ Zlatan မှာတက်ပါဝင်လာတဲ့ skill ပထမဆုံးကန်တဲ့ short ရှစ်လုံးကို accuracy ကောင်းအောင်လုပ်ပေးနိုင်မယ် Goal သွင်းတာပိုပြီးကောင်းအောင်ထောက်ပံ့ပေးနိုင်မယ်Offensive awareness က98 finishing က100တောင်ရှိတဲ့အတွက်ဆက်ချက်ခိုက်စီးတွေကိုရောက်တာနဲ့ဒီကောင်တွေကဂိုးတစ်လုံးဆိုတာတေးကြလောက်နီးနီးရှိလိမ့်မယ် speed ကလည်း89 acceleration ကလည်း93ဆိုတော့ဂိုးပိုရှာလောက်တော့ပြေးမထွက်ပေမဲ့သူကသူနည်းနည်းများတော့ပြေးထွက်ပေးလိမ့်မယ် kicking power 95တောင်ရှိတဲ့အတွက်ကျွန်တော်တို့ဆက်ချက်ခိုက်စီးအပြင်ကကန်ရင်လည်းကောင်းတဲ့အနေထားမှာရှိတယ်အဲ့ဒါအပြင် long range shooting မှာပါတဲ့အတွက် shooting ပိုင်းကတော့လှည့်ကြည့်ကြမလို့ skill မှာဆိုလဲသူနဲ့လိုက်ပတ်တဲ့ skill တွေကုန်ထည့်ပေးထားတယ် area superiority fighting spirit heading ကောင်းတိုက်တွေကလည်းကောင်းမယ် goal area တွေမှာဆုံးသက်တာလည်း first time shot ပါတဲ့အတွက်စိတ်ပူကြတော့မလို့တိုက်စစ်မှုတယောက်အတွက်လိုအပ်တဲ့ stat တွေမှာလည်း80ကျော်90ကျော်တွေပဲပါတဲ့အတွက် rated ဖြစ်နေမှာတော့အမှန်ပဲ Side Watch Stat တွေပြောနေရတာများသွားပြီဆိုတော့ brother တို့လည်းပြင်းသွားလိမ့်မယ်အဲ့ဒါဆိုအင်္ဂိမ်းတွေကချင်းနေရောဘယ်လိုလဲချက်ကြည့်အောင် House in the Box နဲ့လာတဲ့အတွက်နည်းနည်းတော်သေးရလို့မြင်တယ်ကိုပူရှာကြီးနဲ့လာပြီးသူ့ရဲ့ stat တွေနဲ့ဆိုရင်အတိုးကျိုးပြက်ကြီးလွတ်ပေးထားတဲ့အတိုင်းပဲကိုရီတရက်စသွင်းနေလိမ့်မယ် House in the Box တောင်10လုံးမှာ9လုံးလောက်ကပြေးထွက်နေတော့နည်းနည်း overrated ဖြစ်နေလို့တော့မြင်တယ်စထွက်တုံးမို့လို့လာတော့မသိဘူးဆက်ရှိခိုက်စီးထဲမှာနေရာယူထားရလဲတော်တော်ကောင်းတယ် shooting chance ရသွားပြီဆိုလက်ကြည့်ကြမလို့လောက်အောင်ဆုံးသက်ကတေးကြတယ် fighting spirit ပါတဲ့အတွက်ရှင်ပြေးတာတွေခေါင်းရှင်လူတာတွေခေါင်းတိုက်တာတွေမှာလည်းတော်တော်ကြီးအဆင်ပြေတဲ့နေသားမှာရှိတယ်brother တို့ဒီကက်ကိုဘယ်လိုမြင်လဲ overrated ဖြစ်တယ်လို့မြင်လားကျွန်တော်ရဲ့ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဒီနေ့ video တော့လောက်ပါပဲအဆုံးထိကြည့်ပြီးရတဲ့အတွက်တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်အကောင် info အကောင်နဲ့ရောင်းတာဝယ်ရလဲရတာလုပ်လို့ရပါတယ်